ကဲမင်္ဂလာပါဗျာတော့မျိုးတွေအဲ့တော့ကျွန်တော်ပွဲတိုင်းပဲပျောက် grade break လေးကိုနော်ကျွန်တော်ပြပေးမယ်ဒီနေ့နေကုန်မှာထွက်မသွားဘူးဗျာနော်အဲ့တော့အဖွင့်လေးမှာခွန် break ထွက်ပါတယ်4 break ထွက်ပါတယ်နော်ခွန်4 break ထွက်ပါတယ်အဲ့တော့ကျွန်တော်ပွဲတိုင်းလုံးဝ100ရာခိုင်နှုန်းမပျောက်တဲ့ break 3လုံးကိုပြပေးပါမယ်ဇာတူးလိုက်မယ်ဆိုရင်လည်းလိုက်လို့ရပါတယ်ကျန်2ရက်ကျန်2ရက်မဟုတ်ဘူးနော်ကျန်4ရက်မှာဘာပဲဖြစ်ဖြစ်အနည်းဆုံး2ရက်အတွင်းမှာထွက်လာမယ် break ကလေးတွေဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ပြပေးခြင်းဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့တစ်ချက်ကြည့်ပြီးပါပွဲတိုင်းမပြောက် break ဆိုတာ6-9 break ပါဗျာနော်2025ရဲ့ကလနာတစ်ပြင်လုံးမှာပြက်ပင်အောင်မရှိပါဘူးဗျာနော်အဲ့တော့တစ်ချက်ကြည့်ပြီးပါ6 break 6 break ထွက်ပါတယ်1 break 6 break 9 break ထွက်ပါတယ်6-9 break ဒီထွက်ပါတယ်9 break 6 break 9 break ထွက်ပါတယ်9 break ဒီထွက်ပါတယ်ဗျာနော်အဲ့တော့တစ်ချက်ကြည့်ပါမယ်1 break 9 6 6နော်အဲ့တော့6 break 6 break ပွဲတိုင်းမပြတ်ပါဘူးဗျာနော်6 break ကထွက်ပါတယ်နော်6 break ဒီထွက်ပါတယ်6-9 break ဒီထွက်ပါတယ်6-9 break ကပွဲတိုင်းမပြောက်ဗျာနော်အနည်းဆုံးတော့တစ်ချိန်ထွက်ပေးသွားတယ်ဗျာနော်အဲ့တော့ဒီမှာ6 break ထွက်ပါတယ်1 break ထွက်ပါတယ်9 break 9 break ဒီထွက်ပါတယ်9-1နော်9-9-6နော်6-9 break က3လုံးဝပြောက်မသွားဗျာနော်ပေးရ2ရက်ရှိပါတယ်6 break ထွက်ပေးပါတယ်1-6-9-1နော် break ဒီထွက်ပေးပါတယ်1 break ဒီထွက်ပေးပါတယ်အဲ့တော့တစ်ချက်ပြပါ6 break ဒီထွက်ပါတယ်နော်ဒီမှာဆိုရင်2ခွန်နော်9 break တွေထွက်ပါတယ်1 break တွေထွက်ပါတယ်1 break တွေထွက်ပါတယ်ဗျာနော်ပေးရတရရှိတယ်1 break နော်တလုံးတော့တေချောင်းထွက်ပေးပါတယ်ပေးရတရရှိတယ်9 break 9 break 1 break ထွက်ပေးပါတယ်အဲ့တော့ဒီမှာ9 break တွေ1 break တွေ9 break တွေထွက်ပါတယ်6 break တွေ9 break ဒီလိုရက်ပြည့်ဖွင့်တဲ့ပွဲတွေမှာ9ချိန်လောက်ထိထွက်တဲ့ပွဲတွေလည်းအများကြီးရှိပါတယ်ဗျာနော်အဲ့တော့ကျွန်တော်တို့တစ်ချက်ထပ်ကြည့်ပေးပါ1 break 9 break 6 break 9 break နော်ဒီမှာ2ရက်ပိတ်ပါတယ်6 break 6 break တွေ2ချိန်ကြာပေးပါတယ်နော်အဲ့တော့ဒီမှာ6 break 1 break 1 break1 break 9 break 6 break နော်3လုံးဆင်းသွားပါတယ်ဗျအဲ့တော့ဒီပွဲမှာကျွန်တော်တို့ကျန်4ရက်မှာ6-9 break ကိုဇာတူးလိုက်လို့ရပါတယ်ဗျနော်အမျိုးကြီးအဲ့တော့2025ရဲ့ကလန်နာတကြောလုံးမှာ6-9 break ကပျောက်သွားတာမရှိဘူးဗျနော်အနည်းဆုံးတစ်ချိန်ကြာတဲ့ပွဲရှိပါတယ်ဗျနော်အဲ့တော့ဇာတူးလိုက်တဲ့အမျိုးတွေတက် break ကြိုက်တဲ့အမျိုးတွေတက်ကိုကျွန်တော်တို့ကျန်4ရက်မှာ6-9 break တွေလိုက်လို့ရပါတယ်နော်ရက်အဝေးဆုံးကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာအဖွင့်နေကြတယ်နော်ဖွင့်နေကြတယ်ဒီမှာဖွင့်နေနော်3ရက်အတွင်းမှာကြာတယ်ဟူးမကြော်ဘူးကြာတယ်နော်အဲ့တော့ဒီမှာဆိုရင်ဟူးကြော်သွားတယ်6-9 break နော်အဲဒီလိုပွဲမျိုးလေးဆိုတော့နည်းနည်းလိုက်ရတာကိုတက်ခက်ခဲတယ်ပေါ့ဗျာနော်အဲ့တော့အပိတ်မှာတော့ပိုးသူပတ်ဆက်ကြာသွားတယ်အဲ့တော့တစ်ချက်ကြည့်ပေးပါဒီမှာဆိုရင်3ရက်မကြော်ဘူးကြာပါတယ်3ရက်မကြော်ဘူးကြာပါတယ်ဟူး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 မကြော်ကြာတယ်ဒီမှာဆိုရင်ဒီပွဲလဲဟူးကြော်သွားတယ်နော်6-9 break ဒီမှာလဲဟူးကြော်တယ်ဗျာနော်ဒါပိတ်ရ2ရက်ရှိတော့ဒီလိုပွဲလေးတွေတော့နည်းနည်းချွင်းချက်ပေါ့ဗျာနော်ရက်ပြည့်ဖွင့်ပြီးတော့ဟူးကြော်သွားတာမျိုးတွေတော့ရှိတတ်တယ်အဲ့တော့တစ်ချက်ကြည့်ပြပါဒီမှာ9 break ဟူးမကြော်ဘူးဗျာကြာတယ်နော်ရက်ပိတ်ရက်ရှိတာတော့ကြာပြီးတယ်ဒီမှာရက်ပြည့်ဖွင့်တယ်ဟူးမကြော်6-9 break ကကြာပြီးတယ်ဟူးမကြော်ဘူးဟူးမကြော်ဘူးဟူးမကြော်ကြာပြီးတယ်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 ဗျာနော်အဲ့တော့6-9 break ကဟူးမကြော်မှာမဖြစ်မနေကြာပြီးနေတဲ့ break လို့ပြောမှဆိုရင်မမှားဘူးဗျာနော်အဲ့တော့ဟူးကြော်သွားတာဆိုလို့ဒီပွဲရဲ့ဒီပွဲနှစ်ပွဲပဲရှိမယ်ဗျာနော်ဟူးကြော်သွားတယ်ကျလာပြီးတောက်ကြမှာလာမြူးတဲ့ပွဲရှိတယ်တစ်ချိန်တော့အနည်းဆုံးထွက်ပြီးတဲ့ပွဲတွေလည်းရှိတယ်အဲ့ဒါကြောင့်မလို့ဟူးမကျော်ကို6-9 break နဲ့ယူမယ်ဆိုရင်1000 2000 3000 4000ကျွန်တော်တို့1000လုံးနဲ့စထိုးမယ်ဆိုတော့မှเนาะဒီ4ချိန်အတွင်းမှာအဆင်ပြေပါလိမ့်မယ်ဗျာနော်အဲ့တော့ break ကြိုက်တဲ့မျိုးတွေကို6-9 break ကိုဟူးမကျော်လေးနဲ့ကျွန်တော်ပြပေးထားတယ်ဗျာနော်အဲ့တော့ဟူးမကျော်လေးနဲ့ဇာတူးလိုက်ပါကျေးဇူးပါဗျာနော်